皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကစတင်မှာဖြစ်ပါတယ်အရှိမလေးနည်းနည်းဖုတ်ပြီးသွားပြီပေါ့နော်လေးဖုတ်ထားတဲ့ဗီဒီယိုလေးနည်းနည်းများသွားပြီအဲ့တော့ဒီတစ်ခေါက်စတင်ပါမယ်စတင်တဲ့အခါမှာဘာကြောင့်တင်ချင်တာလဲဆိုရင်ဟိုတနေ့ကအမရဲ့ဒီစတင်တဲ့ဗီဒီယိုအောက်မှာလာမှန်ထားတဲ့ဝါနဲ့ကားနဲ့အကြောင်းကိုမသိဘူးလို့အမြဲတမ်းဘလို့ပဲမှတ်ဒီရှုပ်နေတယ်ဆိုတော့ညီမလေးပေါ့နော်ဒီ comment လေးပေါ့နော်ဒီ comment လေးကိုအမက reply လေးပြန်ရင်စာလေးတင်ရင်အားလုံးကိုသိစေချင်လို့ဒီနေ့ဝါနဲ့ကားနဲ့အကြောင်းလေးကိုရှင်းပြပေးချင်ပါတယ်အဲ့တော့ဝါနဲ့ကားနဲ့အကြောင်းကိုရှင်းပြမယ်ဆိုတဲ့အခါမှာတို့တွေကပြောရမှာနည်းနည်းတော့ရှုပ်မယ်နည်းနည်းလေးကြာတော့ကြာမယ်အဲ့တော့အပိုင်းတစ်နှစ်တော့ဖြစ်သွားမလားမသိဘူးเนาะအဲ့တော့လောလောဆယ်ဝါနဲ့ကားနဲ့အကြောင်းမှာသူ့ရဲ့မူရင်းအသုံးပုံသုံးလေးကိုပြောပြပါမယ်ဝါပဲဖြစ်ဖြစ်ခပဲဖြစ်ဖြစ်မြန်မာလိုကဒီကဆိုတဲ့အဓိပ္ပာယ်ရှိရပါတော့ဒါပေမဲ့ तू ကမြန်မာလိုပဲတစ်လုံးနဲ့အမြဲတမ်းပုံသီးမှတ်ထားလို့မရဘူးသူ့ရဲ့အသုံးတွေအများကြီးရှိတယ်သူ့ရဲ့အသုံးတွေအများကြီးရှိတာဖြစ်တဲ့အတွက်အဲ့အသုံးတွေကိုကိုယ်ကခွဲမှတ်ထားနိုင်မှာဖြစ်ပါမယ်အဲ့တော့တနည်းအားဖြင့်ဆိုရင်ဝါကသူ့ရဲ့ဝါရဲ့အနောက်မှာရှိတဲ့စာကြောင်းကိုအထူးပြုပါတယ်ဝါရဲ့အနောက်မှာရှိတဲ့စာကြောင်းကို तू modify လုပ်ပါတယ်ကကြတော့သူ့အရှိမရှိတဲ့ noun ကိုအထူးပြုပါတယ်ဒါသူ့ရဲ့မူရင်းလုံးဆောင်ချက်ပါပြန်ပြောမယ်နော်ဝါကစာကြောင်းတစ်ကြောင်းမှရှိရဆိုရင်ဝါသူ့ရဲ့အနောက်ကသူ့ရဲ့အနောက်ကအကြောင်းအရာရှိမယ်ပေါ့နော်အဲ့အကြောင်းအရာကို तू အဓိက modify လုပ်တယ်အဓိကအထူးပြုပါတယ်ကကြတော့သူ့ရဲ့အရှိမှရှိရဲ့ noun modify လုပ်ပါတယ်အဓိကအထူးပြုပါတယ်ဥပမာပေးကြည့်မယ်ဥပမာဝါတာရှိဝဥပမာနော်စိတ်ရဲ့နာမည်နဲ့ပဲပြောပါမယ်ဝါတာရှိဝ saying this နံပါတ်1ဥပမာဆိုရင်ဝါတာရှိဝ saying this နံပါတ်2ကဝါတာရှိက saying this အဲ့နှစ်ကြောင်းဘာကွာလို့ထင်လဲပေါ့နော်ဝါတာရှိဝ saying this နဲ့ဝါတာရှိက saying this နဲ့ဘာကွာလဲလို့ထင်လဲပေါ့အခြေအနေကွာပါတယ်ဥပမာဝါတာရှိဝ saying this ကဘယ်အခြေအနေမျိုးမှာပြောလဲဆိုရင်ခုမီနာဆန်နဲ့စိတ်နဲ့ပေါ့နော်အပြင်မှာစတွေ့မယ်ပဲဆိုကြပါတော့ဒါမှမဟုတ်ကိုမသိတဲ့လူတယောက်နဲ့အပြင်မှာစတွေ့မယ်တယောက်နဲ့တယောက်မိတ်ဆက်ကြမယ်ဟာဂျီမဲမရှိတဲ့ဝါတာရှိဝ saying တို့မိုရှိမတ်အဲ့တော့ဝါတာရှိဝ saying တို့မိုရှိမတ်ဆိုအနောက်ကဝရဲ့နောက်မှာ saying တို့မိုရှိမတ်စိမ့်လို့ခေါ်ပါတယ်စိမ့် desk ပေါ့နော်စိမ့်ဖြစ်ပါတယ်လို့ဆိုတဲ့ဒီဝါဟာနောက်ကစိမ့်ဖြစ်ပါတယ်ဆိုတဲ့နာမည်ဖြစ်ကြောင်းကိုနာမည်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာဝါအထူးပြုတယ်ဝါအထူးပြုတယ်အဲ့တော့ तू ကအနောက်ကနာမည်ဖြစ်ပါတယ်ဆိုတော့ तू စိမ့်လက်နော်စိမ့်ရဲ့နာမည်ဆိုစိမ့်လက်ဝင်ပေါ့ထားပါတော့နော်စိမ့်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာကိုဝါအထူးပြုတယ်အဲ့ तू ရဲ့အနောက်ကဟာကကြတော့ဥမာဝါတာရှိကစိမ့်လက်ဝင်စိမ့်လက်ဝင် desk ပေါ့နော်ထားပါတော့ကိုယ်နာမည်အရင်ပြောမယ်ဝါတာရှိကစိမ့် desk ပေါ့အဲ့ချိန်လေးမျိုးမှာကြတော့ဘယ်လိုမျိုးဖြစ်မှာလဲဆိုလို့ရှိရင်ဥပမာလူတွေအများကြီးရှိလူတွေကဥပမာပေါ့နော်ဟိုဒါစိမ့်အမြဲတမ်းဥပမာပေးနေကြစကားလုံးရှိရပေါ့ဘာလဲဆိုရင်လေရင်ကွင်းဝင်သွားတယ်လေရင်ကွင်းမှာကိုယ်မသိတဲ့လူတွေကကိုယ်လာကြိုနေကိုကလူတွေအများကြီးကြားထဲမှာအဲ့တော့ကိုယ်လာရှာတဲ့လူကလေရင်ကွင်းမှာပုတ်လေးထောင်ပြီးတော့ကိုယ်နာမည်ရေးကိုယ်နာမည်လေးနဲ့ထောင်ပြီးတော့မှစောင့်နေမယ်ဆိုကြပါစို့ကိုကကြောက်လေရင်ဘွားနေဆင်းလာအခါကျရင်နာမည်ထောင်တိုင်းလူကိုကလှမ်းမြင်နေပြီဟာအဲ့ဆိုရင်လူတွေအများကြီးကြားထဲမှာကိုယ်မြင်စီချင်တာဟဲ့နင်းဘုတ်ထောင်ထားတဲ့သူကငါနင်းအခုစိမ့်ဆိုရနေရှာနေမဟုတ်လားအဲ့တော့အဲ့မှာကိုကလက်ထောင်ပြီးတော့လှမ်းអော်ပြောလို့ရတယ်ဟေးဝါတာရှိကစိမ့်တဲ့ရောဝါတာရှိကစိမ့်တဲ့ရောဆိုဘာဖြစ်လဲကျန်တဲ့လူတွေအများကြီးရှိနေ choice အများကြီးရှိရအခုဘေးနားမှာလူပတ်လေဒါပေမဲ့အဲ့ဒီလူကြားထဲမှာမှငါဆိုတဲ့လူကမှစိမ့်ဖြစ်ပါတယ်အဲ့တော့ခုနကကြတော့စိမ့်ဆိုတဲ့အကြောင်းအရာကိုတွားချင်မဟုတ်ဘူးငါဆိုတဲ့ဝါတာရှိကိုအထူးပြုပါတယ်ငါဆိုတဲ့နင်းရှာနေတဲ့စိမ့်ဆိုတာငါလေးဆိုတဲ့ပုံစံမျိုးဖြစ်သွားအဲ့တော့အဲ့ဒီစာကြောင်းမှာကြတော့ကအရှိရနောင်းကိုအထူးပြုလာပဲအဲ့တော့ထပ်ပြီးရှင်းအောင်ဥပမာထပ်ပြမယ်ပေါ့နော်ထပ်ပြီးရှင်းအောင်ဥပမာပြမယ်ဆိုရင်ဒါဆိုရင်ဒါခဲသားပေါ်ပဲခဲသားပေါ်သူ့ကြီးပဲတစ်ခုတည်းဆိုလို့ရှိရင်မိနာဆန်တော့ဒါဘာမှမသိဘူးပဲဆိုကြပါစို့အဲ့ချိန်မှာစိတ်ရရှင်းပြမယ်ခိုးတယ်ဝရှာဖူဖန်ရှိလို့တဲ့ခိုးတယ်ဝနဲ့ပြောတယ်ဘာလို့ဆိုမိနာဆန်တို့ဒါဘာလဲလို့မသိတဲ့အခြေအနေမှာဒီဟာကဘာလဲဆိုတော့သိစရာအနောက်ကရှာဖုဖန်ရှိလို့ပါတီကဝနဲ့တုံးတယ်ဘာဖြစ်လို့ဆိုတော့ရှာဖုဖန်ရှိလို့ဆိုတာပေါ်လွင်စေချင်တာဖြစ်တဲ့အတွက်ခိုတွေဝရှာဖုဖန်ရှိလို့တဲ့အဲ့လိုအခြေအနေမဟုတ်ဘူးသူတကောင်လည်းမဟုတ်တော့မီနီလေးလည်းပါလာပြီမြင်မဲလေးလည်းပါလာပြီခြုံငုံကြည့်လိုက်ရင်ဒီသုံးကောင်လုံးဘာနဲ့တူနေလဲဘောပင်နဲ့တူမနေဘူးလားရုပ်ပြက်ကြည့်လိုက်ဒီသုံးကောင်ဘောပင်နဲ့တူနေတယ်ဒါပေမဲ့စန်စီရေဒီသုံးခုထဲမှာအကောင်ကဘောပင်ဖြစ်နေအဲ့ဒီမှာစန်စီကနော်ဟိုခဲသားဘောပင်ပါတယ်ပြောတယ်ဘယ်ဟာခဲသားဘောပင်လဲအမေးခံရမယ်ဆိုကြပါစို့နော်အဲ့တော့မီးတဲ့သူကလည်းစမီးကြတဲ့နာနီကရှာဖူဖန်ရှိလို့တဲ့စကားကနေပဲမီးတယ်ဘာဖြစ်လို့လဲဆိုရင်ဒီသုံးခုတွေကနေတော့ choice လုပ်ပြီးတစ်ခုညှိုးပြီးနောက်တစ်ခုညှိုးပြီးပြောရတော့မှာအဲ့ခါမှာသုံးခုလုံးကတူတဲ့ချိန်မှာကိုကတစ်ခုကိုအဓိကထားပြီးတော့ modify လုပ်ပြီးပြောတော့မှာဆိုရင်ခိုးရီ
ကဖြစ်သွားတယ်ခုနလိုအခြေအနေမျိုးခိုဒီဝမဟုတ်တော့ခိုဒီကရှာဖူဖန်ရှိလူတဲ့စအဲ့ဒါဆိုရင်皆さんတို့ပို့ပြီးတော့ဘောပေါက်မယ်ထင်တယ်ဝနဲ့ခါနေကြအောင်ဒါဟာ皆さんတို့အခုပြောနေတဲ့ကိစ္စကဝနဲ့ခါနေအခြေခံအသုံးပဲရှိပါသေးတယ်သူ့ကိုဘိုင်းသေးမှတ်ရမယ်အပိုင်း2ကိုနောက်ထပ်ဗီဒီယိုမှာဆက်ပြီးပြောပြပေးသွားပါမယ်တစ်တော့ကအရန်အကြာကြီးတင်လို့ရှိရင်ဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့အလုံးမလုံးတော့ဘူးနောက်တစ်ခုကတစ်တော့အရန်ကြာကြီးတင်လို့မကောင်းဘူးပေါ့နော်အားကြောင့်မို့လို့နောက်ထပ်ဗီဒီယိုတစ်ပိုင်းမှာဝနဲ့ခါနဲ့ကြောင်းဆက်ပြီးတော့မှပြောပြပါမယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာပါ